ဒီကလေးမလေးမှာတော့အမခန့် super power တွေရှိနေခဲ့တာပေါ့ဒါပေမဲ့သူ့အဖေကတော့ဒီစွမ်းအားတွေကိုပေါ်ပေါ်ဆဆမသုံးဖို့မှားထားတာပေါ့ပြဿနာတွေဖြစ်လာမှာကိုသူစိုးရိမ်နေခဲ့တာလေအဲ့ဒီနေ့ကလေရင်ပေါ်မှာဘုံတလုံးတက်ဆင့်ထားတာကိုလေရင်အမှုအထမ်းတွေကလုံးဝမသိခဲ့ကြဘူးသူတို့ကခီးထေတွေကိုခါပတ်ပတ်ဖို့ပဲမှာကြားနေကြတယ်လေရင်ကလည်းလေရင်ပြေးလန့်ပေါ်ကိုစပြီးမောင်းနေပြီလူတိုင်းကတော့လေရင်ပြတ်ချမှုနဲ့ကြုံတွေ့ရတော့မယ်လို့ထင်နေကြတာပေါ့အဲ့ဒီအချိန်မှာလေစိတ်ကအမျိုးသားတဦးစီကိုနားမလည်နိုင်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်လေရင်ပေါ်မှာဘုံတက်ဆင့်ထားတာကိုသူသိလိုက်ရတယ်သူ့ဇနီးကလေရင်ပေါ်မှာပါသွားတာကြောင့်သူထိတ်လန့်သွားတယ်သူ့အမေကိုကယ်ဖို့အတွက်ခလီမလေးကကြားရှိစွာဖုံးကွယ်ထားခဲ့တဲ့သူ့ရဲ့စူပါမာဝါတွေကိုထုတ်သုံးလိုက်ကြတယ်သူမရဲ့အစွမ်းကုန်အားနဲ့လေရင်နောက်ကိုပြေးလိုက်သွားတယ်အတွင်းထဲကခီးတီတွေကလည်းဗီတင်းပေါက်ကနေဒီမြင်ကွင်းကိုမြင်လိုက်ရတာပေါ့သူတို့ကတော့မြင်ရောက်နေတဲ့လို့ထင်နေကြပြီးမဲ့ခလေးမလေးရဲ့အမေကတော့သူ့ကိုချက်ချင်းမှတ်မိသွားတယ်အမေကိုလေးလေးစားစားနှုတ်ဆက်ပြီးသားနဲ့ခလေးမလေးကလေရင်ပြေးလန်းစီကိုပြေးထွက်သွားတယ်လေရင်မသက်နိုင်အောင်လေရင်ပြီးတက်ဆင်ထားတဲ့အစိပ်ပိုင်းကိုသူမတင်းတင်းဆုပ်ကိုက်လိုက်တယ်သူမရဲ့မယုံနိုင်စရာကောင်းတဲ့ခွန်အားကြောင့်လေရင်ရဲ့တွန်းအားပေးစနစ်ကိုပျက်စီးသွားစေခဲ့တာပေါ့နောက်ဆုံးတော့ခလေးမလေးကလေရင်ကိုရတန်းအောင်လုပ်နိုင်ခဲ့တယ်အန်တော်ယာကနေပြန်လဲတက်တာလာတော့ခီးတီတွေကလေရင်နှုံးနှီးမှုအတွက်စောတကားတက်လာကြတယ်လေချောင်းလိုင်းကိုရှင်းပြချက်တောင်းဆိုကြတာပေါ့သူတို့ကအန်ဒရေကြုံတွေ့ရတော့မယ်ဆိုတာလုံးဝမသိခဲ့ကြဘူးလေအဖေနဲ့သမီးကအမှန်တရားကိုရှင်းပြဖို့လေရင်ခန်းတဲ့ကိုအပြေးအလွှားဝင်လာကြတယ်ဒါပေမဲ့ဒေါသထက်နေတဲ့ခီးတီတွေကသူတို့ကိုမယုံကြဘူးအမျိုးသားရဲ့ဇနီးကိုယ်တိုင်ကတောင်သူ့ယောက်ျားကတမင်တကာလေရင်တက်တာကိုနှုတ်ဆက်တယ်လို့ထင်ပြီးသူတို့ပြဿနာရှာနေတယ်လို့မြင်နေခဲ့တယ်လေရင်အမှုထမ်းတွေကအရေးယူဖို့ဆုံးဖြတ်လိုက်ကြတယ်လုံခြုံရေးအရာရှိချုပ်ကလုံခြုံရေးဝန်ထမ်းကြပေါင်းများစွာကိုချက်ချင်းစီလွတ်လိုက်တယ်ညီနွဲမှုတွေမအောင်မြင်တဲ့နောက်အမျိုးသားကသူ့ဇနီးကိုအတင်းဆွဲခေါ်ဖို့ကြိုးစားတယ်ခီးတီတချို့ကသူ့ကိုတားဆီးဖို့ရှေ့ထွက်လာကြတယ်ဒါပေမဲ့ခလီမလေးကသူတို့ထဲကတယောက်ကိုလက်သီးတစ်ချက်တဲနဲ့10မီတာအကွာကိုလွင့်စင်သွားအောင်ထိုးလိုက်ကြပေါ့သူမရဲ့ထူးခြားတဲ့စွမ်းအားကိုမြင်လိုက်ရခါဘယ်သူမှစပ်ပြီးမစောတကားတကယ်တော့ဘူးသူတို့အားလုံးကခလေးမလေးနောက်ကနေလေရင်ပေါ်ကနေနာနာခံဆင်းလာကြတယ်လူတိုင်းဖေးကင်းရရောက်တာနဲ့နောက်တစ်စိတ်ခါကြပါပဲလေရင်ကပေါက်ကွဲသွားတော့တာပေါ့အဲ့ဒီအခါမှာပဲအဖေနဲ့သမီးနှစ်ယောက်ကသူတို့အသက်တွေကိုကယ်တင်ခဲ့တာကိုလူတိုင်းနားလေသွားကြတော့တာပေါ့